ဂျက်ကတထေးသမီးလူစီရဲ့တက်တော်ဆောင်ဖြစ်10နှစ်တိုင်တိုင်တစ္ဆာရှိရှိလောက်ကင်ခဲ့သူပါအဲ့ဒီအချိန်တွင်းမှာသူဟာလူစီအတွက်ဒဏ်ရာတွေအများကြီးရခဲ့ပြီးအန်နီယယ်တွေကနေလည်းအမြဲကာကွယ်ပေးခဲ့ပါတယ်။တကောင်ရံမိုးတဲ့ရေထဲမှာတောင်လူစီစားချင်တာရှိရင်ကီလိုမီတာ20လောက်ဝေးတဲ့နေရာအထိသူပြေးဝယ်ပေးခဲ့တာပါ။လူစီဖျားတဲ့အခါမှာလည်းတညလုံးမအိပ်ပဲအနားမှာစောင့်ရှောက်ပေးခဲ့လို့လူတိုင်းကသူ့ကိုတစ္ဆာရှိဆုံးခွေးတကောင်လို့သတ်မှတ်ကြပါတယ်။ဒါပေမဲ့ဂျက်ကရဲ့အသက်30ပြည့်မွေးနေ့မှာတော့မှန်တဲ့ကဒဏ်ရာတွေကိုကြည့်ရင်ဒီအလုပ်ကိုသူတကယ်ပဲစိတ်ပြက်ညှိငွေ့လာခဲ့ပါတယ်။သူဟာကိုပိုင်မိသားစုထူထောင်ချင်တာကြောင့်ချင်းတွေးတဲ့ website တစ်ခုမှာလျှို့ဝှက်အကောင့်တစ်ခုဖွင့်လိုက်ပါတယ်။ပထမဆုံးနေ့မှာပဲသဘောကောင်းတဲ့မိန်းကလေးတစ်ယောက်နဲ့ဆုံခဲ့ပြီးသူဟာအလုပ်ထွက်ဖို့စဉ်းစားနေတဲ့အကြောင်းပြောပြခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်နေ့မှာတော့လူစီကလူမိုက်တွေနဲ့ဆိုင်ထဲဝင်လာပြီးသူ့ကိုအတင်းဆွဲခေါ်ကဒေါသတကြီးရန်တွေးပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါလူစီကိုနောက်ဆက်တဲ့လူရန်ကားတွေကိုစုံမရင်းရခဲ့တဲ့ဒဏ်ရာတွေကိုသူဆေးထည့်နေရပါတယ်။အဲ့ဒီအချိန်လူစီစီကစုချင်းငွေလွှဲပေးတဲ့ message ဝင်လာပေမဲ့ဒီငွေတွေကသူ့အတွက်ဘာမှအတိတ်ပဲမရှိဘူးလို့ခံစားလိုက်ရပါတယ်။အဲ့ဒီနောက်လူစီကဖုန်းဆက်ပြီးလူရန်ကားတွေကိုရှင်းပြီးပြီလားလို့မေးကပွဲတစ်ခုကိုလိုက်ခဲ့ဖို့အမိန့်ပေးပြန်ပါတယ်။ဒီနေ့ကသူ့မွေးနေ့မို့မိဘတွေရဲ့အုပ်ကူစီသွားခွင့်ပြုဖို့ခွင့်တောင်းပေမဲ့လူစီကတော့သွားစရာမလိုဘူးဆိုပြီးဖုန်းချပစ်လိုက်ပါတယ်။ဂျက်ဟာဖုန်းကိုလက်ထဲကိုင်းပြီးအထီးကျန်စွာနဲ့ကြံရင်ခရကသူ့ဘဝရဲ့စိတ်ပြည့်စရာကောင်းတဲ့အခြေအနေတွေကိုပိုပြီးခံစားလိုက်ရပါတယ်။သူမျက်နှာကဒဏ်ရာဟာလွန်ခဲ့တဲ့3နှစ်ကလူစီကိုအသက်ပေးကကာကွယ်ပေးရင်ရခဲ့တဲ့ဒဏ်ရာတစ်ခုဖြစ်ပါတယ်။အဲ့ဒီတော့ကလူစီဟာဂျက်ခက်အတွက်စိုးရိမ်တာမဟုတ်ပဲဝစ်စုံပေါ်သွေးစွန်းသွားလို့ဒေါသထွက်ပြီးစုချင်းငွေပဲပေးခဲ့တာပါ။ဂျက်ဟာသူ့ဘဝနဲ့ဒဏ်ရာတွေကိုငွေနဲ့ပဲတန်မိုးဖြတ်ခံနေရတာကိုစိတ်နာနာနဲ့ပြုံးရည်နေမိပါတော့တယ်။မိုးရဲရေထဲမှာသူဟာမိဘတွေရဲ့အုပ်ကူရှိမှရက်ပြီးမိဘတွေသားရှိရင်သူ့ကိုအိမ်အောင်ပြုခိုင်းမှာပဲလို့တွေးနေမိပါတယ်။ဝဲခန်းနာမှာလူစီကလူအများကြားရှောက်လန်းနေချိန်မှာဂျက်ကတော့ဘေးကနေသတိအပြည့်နဲ့ဆောင်းရှောက်ပေးနေရပါတယ်။လာနှုတ်ဆက်တဲ့အမျိုးသားကဂျက်ကဘသူလဲလို့မေးတဲ့အခါလူစီကသူ့ရဲ့အသစ္စာရှိဆုံးခွေးပဲလို့ပြောလိုက်လို့အားလုံးကဝိုင်းရကြပါတယ်။ည12နာရီမှာမူးနေတဲ့လူစီကနမဲကြီးအပန်းဖြေစခန်းကလက်ဖက်ရည်တောက်ချင်နေဆိုပြီးအတင်းကြီးကြပါတော့တယ်။ဂျက်ဟာအဲ့ဒီနေရာဟာအဝေးကြီးမှာရှိပြီးပိတ်တော့မယ်လို့ရှင်းပြပေးမယ်လူစီကအခုချက်ချင်းမသွားရင်အလုပ်ဖြုတ်မယ်လို့ချိန်ချောက်ပါတယ်။ဂျက်ဟာဘာမှမပြောဘဲကားကိုလှည့်မောင်းခဲ့ပြီးတကောင်ရဲမှာအပန်းဖြေစခန်းစီရောက်အောင်သွားခဲ့ရပါတယ်။ဆိုင်ပိတ်သွားပေမဲ့ဝန်ထမ်းတွေကိုအတနာခံပြီးလက်ဖက်ရည်ဝယ်ယူခဲ့ရပေမဲ့ပြန်ရောက်တဲ့အခါလူစီဟာအိပ်ပျော်နေခဲ့ပါပြီ။ဂျက်ဟာခန်းဝမှာတပြင်းချကလက်ဖက်ရည်အိုးကိုတိတ်တဆိတ်ချထားပေးခဲ့ပြီးလှည့်ထွက်လာခဲ့ပါတယ်။နောက်တနေ့အားလျက်မှာတော့ချင်းတွေးတဲ့ website ကညွှန်ပေးတဲ့ coffee ဆိုင်လေးစီကိုသူသွားခဲ့ပါတယ်။အဲ့ဒီမိန်းကလေးကတော့ကျောင်းဆရာမလေးအန်နာဖြစ်ပြီးအလွန်နူးညံ့သိမ်မွေးကရင်ကျေးပြူငါသူတယောက်ပါ။ဂျက်ကသူ့ရဲ့ကိုပိုင်လုံခြုံရေးအလုပ်အကြောင်းပြောပြပြီးအန်နာရဲ့နှွေးထွေးမှုတွေကြောင့်သူ့နှလုံးသားတွေကအေးခဲနေတဲ့ခံစားချက်တွေအရေးပြောသွားပါတယ်။သူတို့နှစ်ယောက်ရှေ့ဆက်ဖို့သဘောတူခဲ့ကြပြီးဂျက်ဟာပထမဆုံးအကြိမ်အဖြစ်တကယ်ပျော်ရွှင်မှုကိုခံစားလိုက်ရပါတယ်။ဒါပေမဲ့ဆိုင်တွေကထွက်ချင်းမှာပဲလူစီစီကဖုန်းဝင်လာပြီးအခုချက်ချင်းလာခဲ့ဖို့ဒေါသတကြီးဖိအားပေးပါတော့တယ်။10မိနစ်အတွင်းရောက်မလာရင်အလုပ်ထုတ်မယ်လို့ချိန်ချောက်တဲ့အတွက်ဂျက်ဟာစိတ်ပြတ်စွာနဲ့သွားခဲ့ရပါတယ်။ဆိုတော့ဆိုင်ထဲမှာလူစီဟာဝန်ထမ်းမလေးကိုနိုင်ကျင်ပြီးသူမလိုချင်တဲ့အိတ်ကိုတခြားသူကိုရောင်းလိုက်လို့ရန်လုံနေတာပါ။အဲ့ဒီအိတ်ကတခြားသူကြိုတင်မှာယူထားတဲ့မွေးနေ့လက်ဆောင်ဖြစ်ပေမဲ့လူစီကတော့ဂျက်ကိုအတင်လူယူပေးဖို့အမိန့်ပေးပါတယ်။ဂျက်ဟာလူစီလက်ကိုအသာယာကင်ပြီးလူပုံအလဲမှာဒီလိုမလုပ်ဖို့စိတ်ရှည်လက်ရှည်နဲ့တားမြစ်ခဲ့ပါတယ်။ဒါပေမဲ့လူစီကနောက်ဆုံးမှာဆိုင်မန်နေဂျာကတခြားအိတ်တလုံးရှာပေးမယ်လို့ကတိပေးမှသာလူစီကဂျက်ကိုဆွဲခေါ်ပြီးထွက်သွားပါတယ်။ကားပေါ်ရောက်တဲ့အခါမှာတော့လူစီကဂျက်ရဲ့ဖုန်းကိုအတင်းလူယူစစ်ဆေးရကနေအန်နာနဲ့ချိန်တွေ့ထားတဲ့ message တွေကိုမြင်သွားပါတော့တယ်။နင်ကငါ့ကိုမပြောဘဲတခြားမိန်းကလေးတစ်ယောက်နဲ့ချိန်တွေ့ရတဲ့ပေါ့လို့လူစီကဒေါသတကြီးအော်ဟစ်မေးမြန်းပါတယ်။ဂျက်ကလည်းသူ့အသက်30ရှိပြီမို့ကိုပိုင်မိသားစုတစ်ခုထူထောင်ချင်တာသဘာဝကျပါတယ်လို့ပြန်လည်ရှင်းပြပါတယ်။ဒါပေမဲ့လူစီကတော့နေဟာငါပိုင်မယ်ငါမရှိရင်နေဟာလမ်းဘေးကခွေးတကောင်ထက်ဘာမှမပိုဘူးလို့ရဲရဲဆက်ဆက်စော်ကားပြောဆိုလိုက်ပါတယ်။လူစီဟာဒေါသတကြီးနဲ့ဂျက်ကိုသူဘာကောင်လဲလို့မေးနေခဲ့ပါတယ်။ဂျက်ကတော့သူဟာတာမန်ဝန်ထမ်းတူသာဖြစ်ပြီးစာချုပ်ကုန်ရင်အလုပ်ထွက်ဖို့စီစဉ်ထားတယ်လို့အေးဆေးစွာပဲတုံ့ပြန်ခဲ့ပါတယ်။လူစီဟာဒေါသပေါက်ကွဲသွားပြီးသူမရဲ့ခွင့်ပြုချက်မရှိဘဲဂျက်ခါဘဲမှသွားလို့မရကြောင်းနဲ့သူမပေါ်တင်နေတဲ့အကျွေးတွေကိုဘယ်တော့မှဆက်နိုင်မှာမဟုတ်ဘူးလို့ချင်းချောက်ပါတော့တယ်။အဲဒီနောက်ဂျက်ခါ
အပြင်ထွက်ခွင့်မရှိပဲမြေရောက်ခံအမောင်ထဲမှာပိတ်လောင်ခံထားရပြီးနေ့နေ့ညကိုတော့မသိရတော့ပဲအေးဆက်ဆက်စားကျွင်းစားကြံတွေကိုသာစားသုံးနေကြရပါတယ်။၃ရက်မြောက်ညမှာတော့မူရစ်နေတဲ့လူစီဟာအခန်းထဲဝင်လာပြီးချက်ကိုအမားသိပြီလားလို့မေးခဲ့ပါတယ်။ချက်ကတော့သူဟာတာမန်လူလိုအိမ်အောင်ပြုတ်ချင်ုံသာဖြစ်ကြောင်းပြန်ပြောပါတယ်။လူစီဟာဒေါသထွက်သွားကအဲ့ဒီမူလာတန်းပြဆီယမလေးနဲ့လက်ထပ်မာလာဆိုပြီးမိကွန်းထုတ်ခဲ့ပြီးမနေ့ကလေးကကျောင်းကိုလူလွတ်ပြီးချင်းချောက်ထားကြောင်းရက်ဆက်စွာပြောဆိုခဲ့ပါတယ်။ဂျက်ခါအပြစ်မရှိတဲ့အနာကိုခြံထားခဲ့ဖို့ပြောတဲ့အခါလူစီကဂျက်ခါတခြားမိန်းကလေးအတွက်သူမကိုအတန်ကျဲကျဲနဲ့ပြောရဲတယ်ဆိုပြီးငိုယိုဒေါသထွက်ပါတော့တယ်။လူစီဟာဂျက်ခါရဲ့ရင်ဘတ်ကိုတွန်းထိုးပြီးဆယ်နှစ်တာကျွေးမွေးခဲ့တဲ့ကျေးဇူးတရားတွေကရပ်ပိုင်းမဲတီးတဲ့မိန်းကလေးထက်မသာဘူးလားဆိုပြီးစိတ်ဆိုးဒေါသကြီးစွာနဲ့အော်ဟစ်နေခဲ့ပါတယ်။ဂျက်ကတော့ငိန်ခံနေပြီးမှ10နှစ်အတွင်းသူမအတွက်ဓာတ်တန်ရာ3ချက်တောင်ခံခဲ့ရပြီးရသမျှပတ်စံတွေဟာလည်းဒီဘဝကိုပြန်ဝယ်ဖို့စုထားတာလို့အေးဆေးစွာရှင်းပြခဲ့ပါတယ်။ဂျက်ရဲ့စကားကြောင့်လူစီဟာစွန့်သွားပြီးအန်အောတုံလို့တဲ့မျက်လုံးတွေနဲ့ဂျက်ကိုစိုက်ကြည့်နေခဲ့မိပါတယ်။လူစီဟာယူသွစွာရီမော်ပြီးဂျက်ကဘလောက်ပေးဆက်ပါစီဘယ်တော့မှမလုံးတော့ဘဲနောက်ဘဝအထိအကျွေးတင်နေအောင်မလို့ပြောကအန်နာမိဘရဲ့လိပ်စာကိုပါပြောပြခဲ့ပါတယ်။ဂျက်ကအန်နာကိုမထီးဖို့တောင်းပန်တဲ့အခါလူစီကသူမရဲ့တစ္ဆာရှိခွေအဖြစ်ဆက်နေမလားဒါမှမဟုတ်အန်နာမိသားစုတစ်ခုလုံးဒုက္ခရောက်တာကိုကြည့်မလားလို့ရွေးခိုင်းခဲ့ပါတယ်လူစီထွက်သွားပြီးနောက်ဂျက်ကလေဘင်းကတရားကိုကိုင်းပြီးဘဝရဲ့မျောလင်းချက်မဲ့မှုတွေနဲ့နာကျင်စွာကြံ့ရစ်ခဲ့ရပါတယ်နောက်တနေ့မနက်မှာတော့လူစီရဲ့အတွင်ရေးမှုမလေးဟာအစားအစာတွေနဲ့အတူရောက်လာပြီးဂျက်ကိုအဝတ်စားလဲဖို့ပြောကမြင်းဆောင်ကိုလိုက်ခဲ့ဖို့အမိန့်ပေးထားကြောင်းပြောပါတယ်အတွင်းရေးမှုကလူစီဟာဂျက်ကအပြစ်ဝင်ခံစေခြင်းပြီးနောက်တခါအိမ်အောင်ပြုဖို့မပြောတော့ရင်အရင်လိုပဲဆက်ထားမယ်လို့ပြောကြောင်းနဲ့မပြိုင်ဆိုင်မှုတောင်းပန်ခဲ့ပါတယ်။ဂျက်ကသပြင်းချလိုက်ပြီးသူဟာ10နှစ်လုံးလူစီဘေးမှာသစ္စာရှိကြိုတုလိုလဲပတ်ရင်ကိုပိုင်ဘဝကိုမင်းနေခဲ့မိတာကိုတတိယကအဝေးစားလဲပြီးကာနာမှာစောင့်နေခဲ့ပါတယ်။ကားပေါ်မှာလူစီကဂျက်ဟာသူမကိုစွန့်ခွာသွားနိုင်မှာမဟုတ်ဘူးဆိုတာသိကြောင်းနဲ့ဒီနေ့ညမှာပရာဟိတပွဲကိုသွားပြီးဂျက်လိုချင်တာမှန်သမျှကိုလေးလံပွဲမှာဝယ်ပေးမယ်လို့ပြောပါတယ်။မြင်းစည်းကွင်းကိုရောက်တဲ့အခါလူစီဟာမြင်းဖြူကြီးတစ်ကောင်ကိုစီးပြီးပျော်ရွှင်စွာလေ့ကျင့်နေခဲ့ကမြင်းပေါ်ကဆင်းတဲ့အခါဂျက်ကိုတတိထားပြီးလမ်းလျှောက်ပေးဖို့ခိုင်းခဲ့ပါတယ်။ဂျက်ကမြင်းကိုလမ်းလျှောက်ပေးနေတော့ရုတ်တရက်ပောက်ကွဲတန်ကြီးထွက်ပေါ်လာပြီးလန့်သွားတဲ့မြင်းဖြူကြီးဟာလူစီရှိရာစီကိုဒေါသတကြီးနဲ့ပြေးဝင်သွားပါတော့တယ်။မြင်းကြီးကလူစီကိုတိုက်တော့မဲ့အခြေအနေမှာဂျက်ကလူစီကိုအတင်းပြေးတွန်းပြီးကာကွယ်ပေးလိုက်ပေမဲ့ပြင်းထန်တဲ့ကန်ချက်ကဂျက်ရဲ့ရင်ဘတ်ကိုထိမှန်သွားခဲ့ရပါတယ်။ဂျက်တတိမိလဲကျသွားပြီးလူစီကတော့အလွန်အမင်းထိတ်လန့်စွာနဲ့ဂျက်ကိုဖက်ကငိုယိုအော်ဟစ်နေခဲ့ပြီးဂျက်တတိရလာတဲ့အခါမှာတော့ဆေးရုံအထူးခန်းထဲရောက်နေခဲ့ပါတယ်။လူစီကဂျက်တတိယလာတာကိုမြင်တဲ့အခါမှာတော့စိတ်ပူတာကိုဖုံးကွယ်ပြီးမြင်းတစ်ကောင်ကိုတော့မထိန်နိုင်ဘူးလားဆိုပြီးစူပူပေမဲ့ဂျက်ကတော့သူမအဆင်ပြေရလားလို့အရင်မေးခဲ့ပါတယ်။လူစီကဂျက်ကိုသနာအောင်တမင်တရုပ်ဆောင်တာလားလို့မေးပြီးဆရာဝန်ကဂျက်ရဲ့နှလုံးသားစီကို2စင်တီမီတာပဲလိုတော့ပြီးနိုင်ဝက်လောက်နောက်ကျရင်တည်သွားနိုင်တယ်လို့ပြောကြောင်းပြောပြပါတယ်။ဂျက်ကသူဟာ10နှစ်လုံးလူစီအတွက်အသက်နဲ့ရင်ပြီးကာကွယ်ပေးခဲ့တာမို့ငရဲမင်းတောင်သူ့ကိုမခေါ်ကျင်သေးတာဖြစ်လိမ့်မယ်လို့တပြင်းချရင်ပြောခဲ့ပါတယ်။လူစီဟာဂျက်ရဲ့စကားကြောင့်စိတ်ဆိုးပြီးတခင်မာလေးကိုကယ်တင်ရတာဟာသူ့တာဝန်ပဲမဟုတ်လားလို့ဒေါသတကြီးအော်ဟစ်ပြီးထွက်သွားကဂျက်ကတော့အန်နာအတွက်စိုးရိမ်ပူပန်နေခဲ့မိပါတယ်။အဲဒီညမှာတော့မူရစ်နေတဲ့လူစီဟာအခန်းထဲကိုပြန်လဲဝင်ရောက်လာပြီးဂျက်ရဲ့ကရင်ဘေးမှာဒူးထောက်ကသူမရဲ့ပြုမှုတွေအတွက်ငိုယိုပြီးတောင်းပန်ခဲ့ပါတယ်။ဂျက်တကယ်ပဲတည်သွားတော့မယ်လို့ထင်မှတ်ခဲ့မိတာမို့လူစီဟာဂျက်ကိုသူမနာကနေမထွက်ခွာသွားဖို့နဲ့လူချင်းသားမှန်သမျှကိုဖြည့်ဆည်းပေးမယ်လို့ငိုယိုပြီးတောင်းပန်နေခဲ့ပါတော့တယ်။ဂျက်ကိုသူမနဲ့အတူဆက်ရှိပေးဖို့လူစီကငိုယိုတောင်းပန်ပေမဲ့ဂျက်ကတော့အန်နာကသာသူ့ကိုဂုဏ်သိက္ခာပေးနိုင်တာမို့ထွက်သွားဖို့ဆုံးဖြတ်ထားပြီးလူစီအပေါ်ဘာတွေမကောင်းတာလုပ်ခဲ့လို့လဲဆိုပြီးလူစီကမေးခဲ့ပါတယ်။ဂျက်ရဲ့မျက်နှာကိုကိုင်မှုစူးစားတဲ့လူစီရဲ့လက်ကိုဂျက်ကပယ်ထုတ်လိုက်ပြီးသူဟာလူစီတို့မိသားစုရဲ့တက်တော်ဆောင်ထက်မပိုးတဲ့ခွေးတစ်ကောင်လိုပဲရှင်သန်ခဲ့ရတယ်လို့ပြောပါတယ်။လူစီကလည်းဒေါသတကြီးနဲ့သူမတို့မိသားစုရဲ့ထောက်ပံ့မှုမပါရင်ဂျက်ဟာဘာတန်မိုးမှမရှိတဲ့အကောင့်တစ်ကောင်ပဲမို့လို့သူမစီကနေအခုလိုထွက်သွားဖို့မစင်စားသင့်ဘူးလို့အော်ဟစ်လိုက်ပါတယ်။ဂျက်ဆေးရုံတက်နေရတဲ့3ပတ်အတွင်းမှာလူစီကိုယ်တိုင်လာရောက်မကြည့်ရှုပေမဲ့သူမရဲ့အတွင်းမှုကတဆင့်အာဟာရဖြစ်စေမဲ့ဖြစ်ဆွက်စာတွေကိုတော့ပို့ပေးခဲ့ပါတယ်။ဂျက်ဟာဆေးရုံကနေတိတ်တဆိတ်ခိုးထွက်လာခဲ့ပြီးဖုန်းအများသုံးလူကနေအနာစီဖုန်းဆက်လိုက်ပေမဲ့အနာရဲ့လေတံကအရင်လိုမဟုတ်တော့ပဲစိန်ကားလို့သွားခဲ့ပါပြီ။ သူ
သူမဟာတာမန်ကျောင်းဆရာမလေးတယောက်ပဲမို့လို့ချမ်းသာတဲ့သူတွေရဲ့ရှုပ်ထွေးလာတဲ့ပြဿနာတွေထဲမှာထပ်ပြီးမပါဝင်ခြင်းတော့ပဲအေးအေးဆေးဆေးပဲရှင်းသန်ခြင်းတယ်လို့ပြောပါတယ်ဂျက်ကဆိုရင်တကြီးရှင်းပြဖို့စူးစမ်းပေမဲ့အန်နာကတော့သူတို့ပတ်သက်မှုကိုအဆုံးသတ်ဖို့ဖုန်းကိုချပစ်လိုက်တာမို့ဂျက်ဟာစိတ်ပြက်စွာနဲ့ရပ်နေခဲ့မိပါတယ်ဆေးရုံအပြန်လမ်းမှာတော့ဂျက်ဟာဖုန်းဆိုင်ဝင်ပြီးဖုန်းနဲ့စင်ကတ်အသစ်ဝယ်ယူခဲ့ပေမဲ့ဖုန်းဖွင့်လိုက်တာနဲ့လူစီစီကဆေးဘိုးတွေဖြတ်တောက်မယ်ဆိုတဲ့ချိန်ချောက်စာတွေဝင်လာပါတယ်ဂျက်ဆေးရုံအခန်းကိုပြန်ရောက်တဲ့အခါလူစီကဒေါသတကြီးနဲ့ဆောင်ဆိုင်နေပြီးဂျက်ကိုအန်နာစီသွားတွေ့သလားဆိုပြီးစစ်မေးပေမဲ့ဂျက်ကတော့လီလီယူရှူထားပါတယ်ဂျက်ကတော့သူ့ရဲ့သွာလာလှုပ်ရှားမှုတွေဟာလူစီနဲ့မဆိုင်တော့ကြောင်းနဲ့သူ့ဘဲကိုပဲသွားလူစီအနေနဲ့ဝင်ရောက်ဆွတ်ဖက်ပိုင်ခွင့်မရှိဘူးလို့အေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်ပါတယ်။စိတ်ဆိုးဒေါသထွက်သွားတဲ့လူစီဟာအခန်းထဲကပစ္စည်းတွေကိုရိုက်ခွဲပစ်ပြီးအန်နာကိုဒီမျိုးကနေမောင်းထုတ်ပစ်ကဘဝပြက်အောင်လုပ်ပစ်မယ်လို့ဂျက်ကိုချိန်ချောက်လိုက်ပါတယ်။ဂျက်ကလည်းအန်နာကိုတခုခုထိခိုက်အောင်လုပ်ရင်လူစီရဲ့အတိတ်ကအရှုပ်ထုတ်တွေကိုအကုန်လုံးဖွင့်ချပြစ်မယ်လို့တတိပေးကသစ္စာရှိခဲ့တဲ့သူကိုရှော့မတွက်ဖို့ပြောလိုက်ပါတယ်။လူစီကသူမရဲ့အဖေနဲ့တိုင်းပြောပြီးဂျက်ကိုဒီမျိုးမှာဆက်ပြီးမရက်တည်နိုင်အောင်နဲ့တေးရွာပြန်ဖြစ်သွားအောင်လုပ်ပြစ်မယ်လို့ထပ်မံဒေါသတကြီးနဲ့ချိန်ချောက်ခဲ့ပါတယ်။ဒါပေမဲ့ဂျက်ကတော့လူစီအရင်ကကျူးလွန်ခဲ့မှုတဲ့တိုက်ပြေးမှုတွေနဲ့လိမ်လည်မှုတွေကိုပြန်လည်ထုတ်ဖော်ပြောကြပြီးသူမကိုဘဝပြတ်သွားအောင်ပြန်လည်ချိန်ချောက်လိုက်ပါတယ်။လူစီဟာဂျက်တီထားတဲ့လျှို့ဝှက်ချက်တွေကြောင့်စကားမပြောနိုင်တော့ပဲထွက်သွားပြီးနောက်အတွင်းရေးမှူးမလေးကဂျက်စီရောက်လာကလူစီရဲ့စိတ်ပူပန်နေတဲ့သတင်းစကားကိုလာပါပါတယ်လူစီကဂျက်ကိုအလုတ်ကမထွက်ဖို့တားချင်ပေမဲ့ဂျက်ကတော့စာချုပ်ဖောက်ဖျက်ကြေးပေးပြီးအပြီးထွက်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်အတွင်းရေးမှူးမလေးကိုလည်းအချိန်မဖြုံဖို့တတိပေးခဲ့ပါသေးတယ်ဂျက်ကလူစီရဲ့ဗီလာအင်ဂျီနဲ့အဝေးဆုံးမှာရှိတဲ့တိုက်ခန်းလေးတစ်ခန်းကိုငှားပြီးလူစီရဲ့နောက်ဆက်မှုတွေကနေကင်းဝေးတဲ့ဘွားတစ်ကိုအေးချမ်းချမ်းပဲစတင်ခဲ့ပါတယ်။နှစ်ပတ်အကြာအမိုက်ပစ်ဖို့ထွက်လာတဲ့ညမှာတော့ဂျက်ရဲ့ရှေ့ကိုလူစီကစပုတ်ကားအနက်ကြီးနဲ့ရောက်လာပါတယ်။သူ့အဖေကဂျက်နဲ့တွေ့ချင်နေတယ်လို့ပြောတာမို့ဂျက်လေးလိုက်သွားခဲ့ပါတယ်။ဗီလာအင်ဂျီကိုရောက်တဲ့အခါမှာတော့သစ္စာရှိတဲ့အိမ်စေကြီးကဂျက်တို့ကိုကြိုဆိုပြီးအဖေဖြစ်သူစောင့်နေတဲ့စာကြည့်ခန်းစီကိုခေါ်သွားပါတယ်။လူစီဖေကဂျက်ကိုကြိုဆိုပြီးလွန်ခဲ့တဲ့နှစ်ကလူစီကိုပြန်ပေးဆွဲခံရတော့ကဂျက်ကသူ့အသက်နဲ့လဲပြီးကစ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားပြောပါတယ်လူစီဖေကဂျက်ကိုစုချင်းငွေတန်း30ပေးပြီးဒီမျိုးကနေထာဝရထွက်သွားဖို့နဲ့လူစီနဲ့ထပ်မပတ်သက်ဖို့သဘောတူညီချက်တစ်ခုကမ်းလှမ်းလိုက်ပါတယ်လူစီကတော့သူ့ဖေရဲ့ဆုံးဖြတ်ချက်ကိုသဘောမတူဘဲတားဖို့ကြိုးစားပေမယ့်အဖေဖြစ်သူကတော့သူ့ကိုငြိမ်ငြိမ်သက်သက်ပဲနေဖို့တားလိုက်ပါတယ်ဂျက်ကဒါဟာငွေနဲ့ဖြည့်ရှင်းလို့မရဘူးလို့ပြောပြီးကန်လန်လာတဲ့ချက်လက်မှတ်ကိုယူကလူစီရှိမှာပဲနှစ်ပိုင်းဖြဲပစ်လိုက်ပါတယ်ပြီးတော့စာချုပ်ဖောက်ဖျက်ကြေးကိုပေးပြီးထွက်သွားမယ်လို့ပြောလိုက်ပါတယ်ဂျက်တယောက်အခန်းထဲကထွက်သွားဖို့ပြင်တဲ့အခါလူစီကလိုက်ဆွဲပေမဲ့ဂျက်ကတော့သူ့ကိုလည်းမကြည့်တော့ပဲဗီလာအင်ဂျီထဲကနေထွက်သွားပါတော့တယ်ဂျက်လမ်းပေါ်မှာတယောက်တည်းရှောက်နေတော့မှပဲလူစီစီကနေဘေကိုပဲပြေးပြေးရှာတွေ့အောင်လုပ်ပြီးအပြစ်ပေးမယ်ဆိုတဲ့ချင်းချောက်စာတူတွေထပ်ဝင်လာပြန်ပါတယ်ဖုန်းတန်ထက်မြလာလို့ဂျက်ကအန်နာစီကအထင်နဲ့ကိုင်းလိုက်ပေမဲ့တစ်ဖက်ကတော့မူရည်ရည်ဝေးနေတဲ့လူစီဖြစ်နေပါတယ်ပြီးတော့သူ့စီကိုပြန်လာပေးဖို့မျက်ရည်ကျကငိုပြီးတောင်းပန်နေပါတယ်လူစီကဂျက်ကိုဖုန်းဆက်ပြီးနိုင်ဖော်ပါမှရှိနေလို့လာခေါ်ဖို့အတင်းတောင်းဆိုနေပါတယ်ဂျက်ကတက်တော်ဆောင်နေလွတ်ပေးမယ်လို့ပြောပေမဲ့သူကလက်မခံပါဘူးဖုန်းချသွားလို့ဂျက်လည်းစိတ်မအေးနိုင်ပဲတက်တော်ဆောင်ခေါင်းဆောင်စီဖုန်းဆက်လိုက်ပါတယ်။ဒါပေမဲ့ခေါင်းဆောင်ကသူတို့အဖွဲ့အားလုံးအလုပ်ထုတ်ခံလိုက်ရပြီလို့ပြန်ပြောပါတယ်။ဂျက်လည်းလိပ်စာတိုင်းနိုင်ဖော်ပါကိုအမြန်သွားလိုက်တဲ့အခါလူစီတယောက်မူပြီးမောင်းနေတာကိုတွေ့လိုက်ရပါတယ်။လူဆိုတချို့ကလည်းရန်ရှာဖို့ပြင်နေကြပါတယ်။ရန်ရှာဖို့စူးစမ်းလာတဲ့လူဆိုတွေကိုဂျက်ကအစွမ်းကုန်တွန်းလှန်ပြီးကာကွယ်ပေးလိုက်ပါတယ်။ပြီးမှလူစီကိုတတိယလာအောင်လှုံ့ဆော်လိုက်ပါတယ်။ဂျက်ကငင်းဆန်ပြီးဟိုတယ်တစ်ခုခုပဲပို့ပေးမယ်လို့ပြောတဲ့အတွက်လူစီကအကြီးအကျယ်စိတ်ဆိုးသွားပြီးအနာကြောင်ပြောကစိန်ခေါ်လိုက်ပါတယ်။အိမ်ရှိရောက်တဲ့အခါမှာတော့လူစီကဂျက်ကိုနောက်ကနေတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးမထားခဲ့ဖို့တောင်းပန်ပါတယ်။ဂျက်ကတော့တန်ရောစင်ကိုပြက်ပြက်သားသားဖြတ်ပြီးထွက်သွားခဲ့ပါတယ်။နောက်တနေ့မှဂျက်ကအလုံးသိရှာဖို့စူးစမ်းပေမဲ့လူစီရဲ့ဩဇာအာဏာကြောင့်ဘယ်ကုမ္ပဏီကမှသူ့ကိုအလုံးမခံပဲညှင်းပယ်နေကြပါတယ်။လမ်းပေါ်မှာရှောင်နေတော့လူမဲဝတ်စုံဝတ်ထားတဲ့လူနှစ်ယောက်ကဂျက်ရဲ့လမ်းကိုပိတ်လိုက်ပြီးလူစီကလက်ဖက်ရည်တောက်ဖို့ဖိတ်နေတယ်လို့လာပြောပါတယ်ဂျက်လက်ဖက်ရည်ဆိုင်ကိုရောက်သွားတဲ့အခါလူစီစောင့်နေတာကိုတွေ့လိုက်ရပါတယ်သူကဂျက်ကိုအလုပ်ပြန်ဝင်ဖို့အတွက်ကမ်းလှမ်းချက်တွေပေးပါတယ်လူစီကအရင်ကကိစ္စတွေအတွက်တောင်းပန်ပြီးအန်နာနဲ့ဝေးဝေးနေဖို့ပြောပါတယ်ဂျက်ကတော့သူ့ရဲ့ကမ်းလှမ်းချက်တွေကိုစိတ်ဝင်စားပြီးချက်ချင်းညှင်းပယ်လိုက်ပါတယ်
ဂျက်ကညင်းပြီးထွက်ဖို့ပြင်တဲ့အခါမှာတော့သက်တော်ဆောင်တွေကတကားဝမှာပိတ်ထားကြပါတယ်။လူစီကစာချုပ်အသစ်ကိုလက်မှတ်ထိုးမလားဆိုပြီးအကြက်ကိုင်းပါတယ်။အင်အားကြီးတဲ့သက်တော်ဆောင်တွေကဂျက်ကိုစားတိုက်ကြပြီးအခန်းချင်းထဲမှာပြင်းထန်တိုက်ပွဲဖြစ်ပါတယ်။ဂျက်ကအထိနာသွားပေမဲ့ပြန်ပြီးတိုက်ခိုက်ပါတယ်။နောက်ဆုံးမှာတော့သက်တော်ဆောင်အားလုံးကိုဂျက်ကနှိမ်နှင်းနိုင်ခဲ့ပြီးတရားရထားတဲ့သူ့ကိုယ်သူတုတ်သိမ်းပြီးလူစီကိုကြည့်လိုက်ပါတယ်။လူစီကတော့ဓာတ်တစ်ချောင်းကိုကင်လိုက်ပါတယ်။လူစီကဓာတ်နဲ့ကိုတက်သိမယ်လို့ယူယူတွတ်ချိန်ချောက်ပြီးဂျက်ကိုသူ့ဘေးကနေမထွက်သွားဖို့တောင်းဆိုပါတယ်။သူ့ရဲ့တောင်းဆိုမှုတွေကဂျက်ကိုစိတ်ပြက်စေပါတယ်။ဂျက်ကလူစီဖြည်းဖြည်းချင်းတိုးသွားပြီးသူ့လက်ထဲကဓာတ်ကိုလူပြီးဘေးကိုလွှင့်ပစ်လိုက်ပါတယ်။ဓာတ်လွတ်သွားတဲ့လူစီကတော့ကျမ်းမြင့်ပေါ်မှာငိုယိုနေပါတော့တယ်။ဂျက်ကရှေးဦးသူနာပြုတတာကိုယူပြီးလူစီရဲ့လေပင်ကဒဏ်ရာကိုဂရုတစိုက်ဆေးထည့်ပေးပါတယ်။လူစီကအတိတ်ကအမတ်တရားတွေကိုပြန်ပြောပြီးဆွဲဆောင်ဖို့စူးစမ်းနေတော့မှာပဲ။ဂျက်ကဆေးထည့်ပေးပြီးထွက်သွားဖို့ပြင်တဲ့အခါလူစီကအန်နာတစားလူနဲ့လက်ထပ်တော်မဲ့အကြောင်းကိုအော်ပြောလိုက်ပါတယ်။ဒီသတင်းကဂျက်ကိုအကြီးအကျယ်တုန်လှုပ်သွားစေပါတယ်။အန်နာရဲ့မိဘတွေကပတ်စံယူပြီးသူ့ကိုအတင်းအကျပ်လက်ထပ်ခိုင်းနေတာလို့လူစီကရှင်းပြပြီးလှောင်ပြောင်ပါတယ်။ဂျက်ကတော့ချက်ချင်းအပြင်ကိုပြေးထွက်သွားပါတော့တယ်။အန်နာဖုန်းကပိတ်ထားတဲ့အတွက်ဂျက်ခါပို့ပြီးစိုးရင်စိတ်တွေပြင်းထန်လာပြီးသူရှိနိုင်မဲ့တရားရုံးစီကိုအပြေးအလွှာသွားခဲ့ပြီးစိုးရင်တကြီးဖြစ်နေပါတယ်။တရားရုံးရှိရောက်တဲ့အခါအန်နာကဝမ်းနေပူဆွေးပြီးမျက်ရည်တွေနဲ့ကားပေါ်ကဆင်းလာတာကိုတွေ့လိုက်ရပါတယ်။သူ့ဘေးမှာတော့ဝဝတုတ်တုတ်တထေးတယောက်လိုက်လာပါတယ်။ဂျက်ကအန်နာစီကိုသွားပြီးဒါဟာသူတကယ်လိုချင်တဲ့ဘွာလားလို့မေးလိုက်ပါတယ်။အန်နာကသူ့အဖေခွဲစိတ်ကူတာဖို့အတွက်မတက်တာပဲရွေးချယ်ခဲ့ရတာလို့ပြောပြပါတယ်။ဝတုတ်တဲ့တထေးကဂျက်ကိုအော်ဟစ်ဆဲဆိုပြီးဖဲထုတ်ဖို့စူးစမ်းပေမဲ့ဂျက်ကတော့အန်နာကိုကယ်တင်မှုဆုံးဖြတ်ပြီးလိုအပ်တဲ့ပတ်စံအားလုံးကိုပေးမယ်လို့ကတိပေးပါတယ်။ဂျက်ကအဲ့ဒီတထေးကိုလူစီကုမ္ပဏီရဲ့အခွန်ရှောင်နဲ့တပ်တွေအထောက်အထားတွေနဲ့ချိန်ချောက်ပြီးရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါတယ်။တပ်တွေကြောင့်တထေးကကြောက်သွားပါတယ်။ဂျက်ကအန်နာကိုကယ်တင်ပြီးတရားရုံးကနေထွက်လာကသူ့ရဲ့တိုက်ခန်းလေးစီခေါ်လာခဲ့ပါတယ်။လမ်းမှာလည်းအန်နာကိုစိတ်သက်သာရစေမဲ့စကားတွေပြောပေးခဲ့ပါတယ်။တိုက်ခန်းထဲမှာအန်နာရဲ့ပတ်စံပြဿနာတွေကိုကူညီဖြေရှင်းပေးမယ်လို့ပြောပြီးနှစ်သိမ့်ပေးတဲ့အတွက်အန်နာကကျေးဇူးတင်ပြီးငိုမိပါတယ်။ဂျက်ကလည်းသူ့ကိုနွေ့နွေ့ထွေးထွေးပွေးဖက်ပေးပါတယ်။အန်နာကိုထားခဲ့ပြီးဝရန်တာကနေကြည့်လိုက်တဲ့အခါအောက်မှာလူစီရဲ့စိန်ခံကားကိုတွေ့လိုက်ရပြီးဖုန်းတန်မြည်လာပါတယ်။လူစီကဂျက်ကိုဒုက္ခပေးဖို့ပိုပြီးပြင်းထန်တဲ့အစီအစဉ်တွေလုပ်နေပါတယ်။ဂျက်ဘန်ကိုသွားတဲ့အခါမှာတော့သူ့ရဲ့ဘန်အကောင့်ယာယီပိတ်ခံထားရတယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒါဟာငွေကြေးခွန်အားချမှုနဲ့စုံစမ်းစစ်ဆေးခံနေရတာလို့ဘန်ဝန်ထမ်းအမျိုးသမီးကပြောပြပါတယ်။ဂျက်ကတော့ဒါဟာစမစ်မီသားစုရဲ့လက်ချက်ပဲဆိုတာချက်ချင်းရိပ်မိလိုက်ပြီးဘာမှငင်းခုန်မနေတော့ပါဘူး။သူကအရေးပေါ်သုံးဖို့အတွက်လက်ထဲမှာရှိသလောက်ပတ်စံတချို့ကိုပဲထုတ်ပြီးဘန်ထဲကနေထွက်လာခဲ့တယ်။သူက secret တလိပ်တောက်ရင်းနဲ့လွန်ခဲ့တဲ့10စုနှစ်တခုလုံးသူတို့ရဲ့ချုပ်ကိုင်မှုအောက်မှာနေခဲ့ရတာကိုစဉ်းစားမိတယ်။သူ့ဘဝရဲ့လှုပ်ရှားမှုတိုင်းကိုစမစ်မီသားစုကပဲစီစဉ်ညွှန်ကြားခဲ့ပြီးသူကရုပ်သေးရုပ်တရုပ်လိုဖြစ်နေခဲ့တာပါ။အဲ့ဒီချိန်မှာပဲသူစီကိုဖုန်းခေါ်တန်းဝင်လာခဲ့ပြီးအဲ့ဒါကတော့တထေးကြီးစမစ်စီကဖြစ်နေတယ်။တထေးကြီးကတော့ဂျက်ကိုအန်နာစီပြန်လာဖို့ပြောပြီးစမစ်မိသားစုကိုသူဘလို့မှတော်လန်လို့ရမှာမဟုတ်ဘူးလို့ချိန်ချောက်တယ်။အန်နာစီပြန်လာရင်တော့အရာအလုံးအဆင်ပြေသွားမှာဖြစ်ပြီးသူတို့နှစ်ယောက်ကိုသဘောတူပေးဖို့စဉ်းစားပေးမယ်လို့ပြောတယ်။ဒါပေမဲ့ဂျက်ကတော့တထေးသမီးအန်နာကိုကာကွယ်ပေးခဲ့တာဟာဒီလိုစည်းစိမ်တွေမမော်လို့မဟုတ်ဘူးလို့ပြက်ပြက်သားသားညင်လိုက်တယ်။တထေးကြီးစမစ်ကတော့ကျောင်းဆရာမလေးလူစီထက်ဆိုင်အန်နာကသူ့ကိုအများကြီးပေးနိုင်တယ်လို့ထပ်ပြောခဲ့ပါသေးတယ်။ဒါပေမဲ့ဂျက်အတွက်တော့အန်နာဘလောက်ပဲပေးနိုင်ပါစေသူ့အတွက်အရေးကြီးဆုံးဖြစ်တဲ့လွတ်လပ်ခွင့်ကိုတော့ပေးနိုင်မှာမဟုတ်ဘူးအဲဒီနောက်မှာတော့ဂျက်ကမြို့ကနေထွက်ဖို့အတွက်ကားဂိတ်မှာကားလက်မှတ်သွားဝယ်ဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့စမစ်မိသားစုရဲ့ဩဇာကြောင့်သူ့ကိုခီးသွားလာခွင့်ကန့်သက်ထားတယ်ဆိုပြီးလက်မှတ်ဝယ်လို့မရခဲ့ဘူးသူဂိတ်အပြင်ကိုထွက်လာတဲ့အချိန်မှာပဲအန်နာရဲ့စိန်ခံကအမေကြီးကသူ့နောက်ကိုထပ်ပြီးရောက်လာပြန်တယ်အန်နာကတော့သူ့ကိုလွတ်ပေးဖို့အတွက်3ရက်ပဲအချိန်ပေးဖို့တောင်းဆိုခဲ့ပြီးအဲဒီနောက်ပိုင်းမှာလုံးဝလက်လွတ်ပေးမယ်လို့ကတိပေးတယ်။ပထမဆုံးနေ့မှာတော့အန်နာကဂျက်ကိုကစားကွင်းစီခေါ်သွားခိုင်းပြီးတာမန်ချစ်သူတွေလိုတူတူလေပတ်ခဲ့ကြတယ်။ရိုလာကိုစာတားစီးတဲ့အချိန်မှာတော့အန်နာခမအကြောက်လွန်ပြီးအော်ဟစ်နေခဲ့ပြီးကားပေါ်ကဆင်းတော့အော်အန်နေအထိဖြစ်သွားခဲ့တယ်။ဒါဟာအန်နာအတွက်တော့တစ်ဘဝလုံးမှာတစ်ခါမှမလုပ်ဘူးတဲ့အရာမို့လို့ဖခင်ဖြစ်သူတားမြစ်ထားတဲ့ကြားကအတူတူလာလှုပ်ချင်ခဲ့တာပါသူ့နှကမ်းမှာပေချန်နေတဲ့ရေခဲမုတ်တွေကိုဂျက်ကတစ်ရှူးနဲ့တုပ်ပေးလိုက်တဲ့အခါအန်နာမှာမျက်ရည်တွေဝဲလာခဲ့ရတယ်။အန်နာကဂျက်ကသူ့ဘဝထဲမှာအရာရာကိုအမြဲတမ်းကူညီဖြည့်ရှင်းပေးခဲ့တဲ့တ
တူရဲသောသူဖြစ်တယ်လို့ဝန်ခံလိုက်တယ်တကယ်လို့လူစီသားမရှိခဲ့ရင်ဂျက်ကင်နေနဲ့သူ့ကိုနည်းနည်းလေးတောင်သဘောကျနိုင်မလားလို့အန်နာကမေးခဲ့တယ်။ဒုတိယမြောက်နေ့မှာတော့အန်နာကဂျက်ကိုသူ့ကိုကိုလုံပညာသင်ပေးဖို့အားကစားခန်းမစီခေါ်လာခဲ့ပြန်တယ်။အဲဒီမှာဂျက်ကတရုပ်ပြနေတော့အန်နာကသူ့ကိုနောက်ကနေလာဖက်ပြီးသူ့ရဲ့ရင်ဖွင့်တန်တွေကိုပြောပြခဲ့တယ်။ဂျက်ကတော့ဒါဟာသဘောတူညီချက်နဲ့မကိုက်ညီဘူးလို့ပြောပြီးသူ့ကိုခက်တန်းတန်းပဲပြန်ပြီးဆက်ဆံခဲ့တယ်။3 ရက်မြောက်နေ့မှာတော့အန်နာကဂျက်ကကိုပင်လယ်ကမ်းခြေမှာနေဝင်ချိန်ကိုတူတူကြည့်ဖို့ထပ်ပြီးဖိတ်ခေါ်ခဲ့တယ်။အဲဒီနောက်ကားပေါ်မှာတော့အန်နာကဂျက်ကကိုလွတ်လပ်ခွင့်ပေးတဲ့သဘောတူစာချုပ်နဲ့အတူတန်မိုးရှိတဲ့နိုင်တစ်လုံးကိုလက်ဆောင်ပေးခဲ့တယ်။ဂျက်ကနောက်တနေ့မှာပဲဘဏ်အကောင့်တွေပြန်ပွင့်သွားပြီးလူစီအဖေရဲ့စေကူတာမှုလည်းအဆင်ပြေသွားတာကိုသိလိုက်ရတယ်။စေယုံမှာလူစီနဲ့တွေ့တဲ့အခါလူစီကအန်နာကဂျက်ကိုပြန်ပေးခဲ့ပြီးသူတို့နှစ်ယောက်အတွက်မင်္ဂလာလက်ဆောင်တွေတောင်ပေးခဲ့တယ်လို့ပြောပြတယ်။တလားလောက်ကြတော့အန်နာကဂျက်နဲ့လူစီတို့စီကိုကိုယ်တိုင်လာပြီးလှပတဲ့မင်္ဂလာလက်ဆောင်တစ်ခုကိုထပ်ပေးခဲ့သေးတယ်။အန်နာကဂျက်ကိုသူရဲကောင်းတစ်ယောက်လို့သတ်မှတ်ပေးခဲ့ပြီးသူကဘယ်တော့မှဂျက်နဲ့ထိုက်တန်မှာမဟုတ်ဘူးလို့ပြောပြီးနှုတ်ဆက်ပြီးထွက်သွားတယ်။ဂျက်နဲ့လူစီတို့မင်္ဂလာဆောင်တဲ့နေ့မှာတော့အန်နာစီကပန်းစီလှလှလေးတစ်ခုရောက်လာခဲ့ပြီးဂျက်ကအန်နာရဲ့ post လေးကို like ပေးရင်းနဲ့သူ့ရဲ့ပျော်ရွှင်စရာအင်္ဂလိပ်ထဲမှာအနာယူနိုင်ခဲ့ပြီး